Illuminati ကျောင်းဆိုရင်တော့အားလုံးကလှုပ်ဝက်အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ပုံမြင်တွေလိုမျိုးကြားဘူးနားဝရှိကြမှာပါ။နမဲကျော်အနုပညာရှင်တွေနိုင်ငံရေးသမားတွေနဲ့ဩဇာကြီးတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေပါဝင်နေတဲ့ဆိုတဲ့ကောလာဟလာတွေကြောင့်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကတည်းကဒီအဖွဲ့ကြီးဟာကောလာဟလာတွေရဲ့ဗဟုချက်မှဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လဲလူတော်တော်များများဟာဒီအဖွဲ့အစည်းကြီးကိုလှုပ်ချံဖန်တီးထားတဲ့ပုံမြင်တစ်ခုလိုပဲထင်နေကြတာပါ။ဒါပေမဲ့လူတွေသတိမထားမိတဲ့အချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ Illuminati ဆိုတာတကယ်ပဲရှိခဲ့တဲ့အဖွဲ့အစည်းကြီးတစ်ခုပါ။သူတို့မှာတကယ်တည်ထောင်သူရှိတယ်လို့အဖွဲ့ဝင်တွေစီမီစီကန်းတွေလည်းတကယ်ကိုရှိခဲ့ပါတယ်။အဲ့ဒီတော့ကအစိုးရကတော့တမိုင်းတွေကနေအပြီးတိုင်ဖျောက်ပြဖို့စ조사ခဲ့ရတဲ့အထိအငင်းပွားစရာတွေဖြစ်ခဲ့တာပါ။ဒီနေ့မှာတော့ကောလာဟလာတွေကိုပဲရှောက်ပြောနေမှာမဟုတ်ပါဘူး။1986ခုနှစ်ဂျာမနီနိုင်ငံကနေစတင်ခဲ့တဲ့တမိုင်းမှတ်တမ်းအထောက်အထားတွေကိုကြည့်ပြီးဒီအဖွဲ့အစည်းရဲ့အမှန်တရားကိုထုတ်ဖော်သွားမှာပါ။သူတို့ဘယ်နေ့မှစတင်ဖွဲ့စည်းခဲ့တာလဲ။ဘယ်လိုမျိုးအင်အားကြီးလာတာလဲ။ပြီးတော့လက်ရှိကမ္ဘာမှာဘယ်လိုမျိုးလမ်းမိုးမှုတွေရှိခဲ့တယ်လဲဆိုတာတွေကိုအသေးစိတ်ပြောပြပေးသွားမှာပါ။ဗီဒီယိုအဆုံးမှာတော့ဒီဖွဲ့စည်းကြီးကတကယ်ပဲပျောက်ကွယ်မသွားသေးဘူးလို့လူတွေပါဖြစ်လို့ယုံကြည်နေကြရလဲဆိုတာကိုအထင်သာတွေ့မြင်ကြမှာပါ။အားလုံးပဲမင်္ဂလာပါ။ NKB Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တကယ်တော့မိတ်ဆွေတို့ Illuminati အကြောင်းကြားဘူးသမျှအရာအားလုံးနှိပါဟာမှားနေဖို့များပါတယ်။အမှန်နဲ့အမှားကိုသေချာခွဲခြားနိုင်ဖို့အတွက်အင်တာနက်ပေါ်မှာပြန့်နှံ့နေတဲ့ဒီအဖွဲ့အစည်းနဲ့ပတ်သက်တဲ့အယူအဆအမှားတွေကိုအရင်ဆုံးပြန်ပြီးကြည့်လိုက်ရအောင်။အရင်ဆုံးလူတိုင်းကတော့ဒီအဖွဲ့အစည်းရဲ့အမှတ်အသားကိုသတ်မှတ်ထားကြတဲ့ဒစိမ့်အကြောင်းကနေစပြောပါမယ်။ချေစီနဲ့ဘီယွန်ဆေတို့လိုနာမည်ကြီးတွေကိုခဏလောက်ပေးဖယ်ထားလိုက်ပြီး Illuminati လို့ပြောလိုက်တာနဲ့စိတ်ထဲမှာဘာကိုအရင်ဦးဆုံးမြင်ရအောင်မိလဲ။တော်တော်များများကတော့ The Eye of Providence လို့ခေါ်တဲ့အရာအလုံးကိုကြည့်နေတယ်ဆိုတဲ့မျက်လုံးတစ်လုံးပုံစံကိုပဲတမ်းပြီးပြင်းမြင်ကြမှာသိကြပါပဲ။ဒီသင်္ကေတကိုတမိုင်းတစ်လျှောက်မှာရောအခုခေတ်လူအဖွဲ့စီမှာပါနေရအနှံ့တွေ့နိုင်ပါတယ်။ဒေါ်လာငွေစက္ကူရဲ့အနောက်ဘက်မှာတော့ပါပါတယ်။ဒါပေမဲ့ဒီသင်္ကေတဟာ Illuminati ရဲ့အမှတ်တစိမ့်လို့လူတွေဘလောက်ပဲပြောနေကြပါစေ။တကယ်တမ်းတော့အဲ့ဒါကမဟုတ်ပါဘူး။ Illuminati ရဲ့တကယ်အမှတ်တစိမ့်က The Hour of Minerva လို့ခေါ်တဲ့ဇီးကွက်ပုံစံပါ။အဲ့ဒါကပညာဘူးသွနဲ့အလင်းပွင့်မှုကိုစားပြုတဲ့ရှင်းအောင်သင်္ကေတတစ်ခုဖြစ်ပြီးအခုခေတ်ဘဝင်မီယန်ဂရုဖ်လို့အဖွဲ့အစည်းနဲ့လည်းဆက်ဆက်မှုရှိပါတယ်။မျက်လုံးတစ်လုံးနဲ့သင်္ကေတကတော့တကယ်တမ်းမှာ Freemason လို့ခေါ်တဲ့နောက်ထပ်လှုပ်ဝက်အဖွဲ့အစည်းတစ်ခုရဲ့အမှတ်တစိမ့်ပဲဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာက Illuminati ဟာ Freemason နေနဲ့လည်းတကယ်ပဲပတ်သက်မှုရှိခဲ့ပါတယ်။နောက်ထပ်အယူဆမှာတစ်ခုကတော့နာမည်ကြီးအနုပညာရှင်တွေအားလုံးဟာ Illuminati ရဲ့အဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာပါပဲ။ဒါဟာလည်းသတင်းအမှားတစ်ခုပါ။တကယ်တမ်းတော့အနုပညာရှင်တွေဟာဒီအဖွဲ့ရဲ့ဝင်မှုပထမဦးစားပေးစီးရင်ဝင်တွေမဟုတ်ကြပါဘူး။ဒါပေမဲ့နာမည်ကြီးတေးတန်တဲ့ကုမ္ပဏီနဲ့Hollywood Studio တွေကိုပိုင်ဆိုင်ထားတဲ့အလုံချမ်းသာပြီးဩဇာကြီးမားတဲ့ယင်းနှီးမြုပ်နှံသူကြီးတွေဆိုရင်တော့တစ်မျိုးပေါ့။နောက်ပြီး Illuminati နဲ့ပတ်သက်တဲ့လူပြောများတဲ့ theory တစ်ခုကတော့သူတို့ဟာလူရောင်ဆောင်ထားတဲ့ပုတ်တင်ညုံမျိုးနယ်စုတွေဖြစ်ပြီးဒူးဆန်းတဲ့ရေးပူဇော်ပွဲတွေမှာလူသားတွေကိုစားသုံးကြတယ်ဆိုတာပါပဲ။ဒါဟာလည်းနှစ်ပေါင်းများစွာတိုင်အောင်ကောလာဟလာကနေတစ်ဆင့်ပြန့်နှံ့နေတဲ့သတင်းအမှားတွေပဲဖြစ်ပါတယ်။လူတွေဟာအမှန်တရားကိုမသိရအောင်ဒီလိုသတင်းအမှားတွေကိုတမင်တကာရည်ရွယ်ချက်ရှိရှိဖြန့်ဝေထားတယ်လို့ထင်မိပါတယ်။ Illuminati အကြောင်းကိုစိတ်နှောက်ယှက်ဖြစ်စရာဇက်လန်ပေါင်းစုံကိုကြားဘူးကြမှာဖြစ်ပေမဲ့တကယ်မှန်တရားကအဲ့ဒါတွေထက်အများကြီးပိုပြီးကြောက်စရာကောင်းတယ်လို့အာမခံပါတယ်။ဒီအဖွဲ့ရဲ့ဖြစ်မှန်ကိုသိသွားတဲ့အခါသူတို့ရဲ့စီမံကိန်းဟာအောင်မြင်သွားခဲ့ပုံရပြီးအခုနေထိုင်တဲ့ကမ္ဘာကြီးဟာသူတို့စိတ်ကူးခဲ့တဲ့အတိုင်းဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ Illuminati ရဲ့ဖြစ်ရမှန်သမိုင်းကြောင်းတွေကိုအတူတူဝင်ကြည့်လိုက်ရအောင်။သူတို့ရဲ့သမိုင်းက1986ခုနှစ်ဂျာမနီနိုင်ငံဘာဗေးရီးယားပြည်နယ်ကနေစတင်ခဲ့တာပါ။အဲ့ဒီချိန်တုန်းကအသက်28နှစ်အရွယ်Adam Weishaupt ဆိုတဲ့ပေါမောက္ခတယောက်ဟာပြင်သစ်အလင်းပွင့်ခေတ်ကအတွေးခေါ်ပညာရှင်တွေရဲ့လွှမ်းမိုးမှုကိုအကြီးအကျယ်ခံခဲ့ရပါတယ်။အဲ့ဒီခေတ်တုန်းကခရစ်ယာန်ဘုရားကျောင်းတွေကနိုင်ငံရေးနဲ့စီးပွားရေးအပေါ်မှာအခိုင်အမာလွှမ်းမိုးထားပြီးအရာတိုင်းကိုသူတို့ကပဲချုပ်ကင်ထားတဲ့အချိန်မှာ Weishaupt ဟာလူ့အဖွဲ့အစည်းရဲ့ကဏ္ဍတိုင်းအပေါ်မှာဘုရားကျောင်းဟာဒီလောက်ထိလွှမ်းမိုးချုပ်ကင်ထားတာကိုအယမ်းမုန်းခဲ့ပါတယ်။သူကိုယ်တိုင်ကဂျေဆုစ်သာသနာပြုအဖွဲ့အစည်းမှာပညာသင်ယူခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ဒီအဖွဲ့အစည်းကိုပြင်းပြထန်ထန်ဝေဖန်နေသူဖြစ်လာခဲ့ပါတယ်။သူဟာသူ့တက္ကသိုလ်မှာဂျေဆုစ်မဟုတ်ပဲခရစ်ယာန်ဓမ္မသပညာရဲ့ကိုသင်ကြားရတဲ့ပထမဆုံးပါမောက္ခဖြစ်လာခဲ့တာပါ။ဒါကြောင့်လဲသူ့အလုပ်ကိုင်တဲ့တက္ကသိုလ်အပေါ်မှာဂျေဆုစ်ဘုန်းကြီးဟောင်းတွေကဆက်ပြီးလွှမ်းမိုးနေတာကိုသူကတော်တော်လေးကတိကအောက်ဖြစ်ပြီးစိတ်ပြတ်ခဲ့ပါတယ်။ Weishaupt ဟာအစပိုင်းမှာတော့သူ့လိုမျိုးလွတ်လပ်တဲ့အတွေးခေါ်ရှိသူတွေနဲ့စုမိဖို့အတွက် Mason အသင်း Masonic Lodge တွေကိုဝင်ဖို့စဉ်းစားခဲ့ပါသေးတယ်။ဒါပေမဲ့ Mason တွေကအဖွဲ့ဝင်ကြီးလက်အရန်ကြီးသလိုရိုးရာထုံတန်းနေနဲ့နေတဲ့အယူဆတွေဘက်ကိုပဲအရန်အလေးသာနေတာကိုသူတွေ့ရှိသွားပါတယ်။ဒါကြောင့်သူရဲ့ပြင်းထန်တဲ့နိုင်ငံရေးနဲ့လူမှုရေးရည်မှန်းချက်တွေအောင်မြင်ဖို့အတွက်သူ့ကိုယ်ပိုင်လှုပ်ဝက်ကြောင်းတော်တစ်ခုလိုအပ်တယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ Weishaupt ဟာလက်ရှိရှိနေတဲ့ပင်ရင်စနစ်နဲ့
ဖះเจ้าနေဟာလူတွေရဲ့လွတ်လပ်စွာတွေးခေါ်ခွင့်ကိုဖိနှိပ်ထားတယ်လို့ယုံကြည်တာပါအဲဒါကြောင့်သူဟာအထက်တန်းလွှာလူတော်လူကောင်းတွေပါဝင်တဲ့လှုပ်ဝက်ကွန်ရက်တစ်ခုကိုစိတ်ကူးခဲ့ပါတယ်အစပိုင်းမှာတော့သူတပည့်တွေကိုအလင်းပွင့်ခွင့်အတွင်းခေါ်တွေတင်ပေးပြီးလက်ကျစ်ပေးခဲ့ပါတယ်သူတို့ကနေတဆင့်အစိုးရရဲ့အဓိကနေရာတွေကိုရယူပြီးလူအဖွဲ့အစည်းတွေကိုအတွင်းထဲကနေတိတ်တဆိတ်ပြုပြင်ပြောင်းလဲဖို့ကြံစည်ခဲ့တာပါဒါဟာကက်သလစ်ဘုရားကျောင်းရဲ့အုပ်ချုပ်မှုကိုတိုက်ရိုက်ဆန့်ကျင်ပြီးအသိဉာဏ်လောကီအမြင်နဲ့အတွေးခေါ်လွတ်လပ်မှုကိုအခြေခံတဲ့သူ့ကိုယ်ပိုင်လူ့ဝက်အဖွဲ့အစည်းကိုတည်ထောင်မှုအဓိကအကြောင်းရင်းဖြစ်လာခဲ့ပါတယ်သူ့အဖွဲ့အစည်းဟာဂျေဆုစ်တွေနဲ့ကက်သလစ်ဘုရားကျောင်းတွေရဲ့ဩဇာအာဏာအလုံးကိုပျောက်ပြဲသွားအောင်လုပ်ဖို့ရည်ရွယ်ခဲ့တာပါလူ့အဖွဲ့အစည်းပေါ်ဘာသာရေးကလွှမ်းမိုးနေရတဲ့ကိုဖယ်ရှားပစ်ခြင်းပြီးအဓိကပန်းနိုင်ကတော့ဘုရားကျောင်းနဲ့နိုင်ငံတော်အုပ်ချုပ်ရေးကိုတီးခြားစီခွဲထုတ်ဖြစ်ဖို့ပဲဖြစ်ပါတယ်workshop ရဲ့အစီအစဉ်ကဩဇာရှိတဲ့သူတွေကိုစီယုံပြီးအာဏာရှိတဲ့နေရာတွေမှာခန့်ထားဖို့ပါအဲ့ဒီကနေတဆင့်အစိုးရနဲ့လူ့အဖွဲ့အစည်းဟာအီလိုမီနာတီရဲ့ယုံကြည်ချက်တွေကိုလက်ခံလာအောင်လွှမ်းမိုးဖို့ပါသူကလူ့အဖွဲ့အစည်းရဲ့စီမင်းတွေဟာဘာသာရေးစီမင်းတွေနဲ့လုံးဝကင်းရှင်းရမယ်လို့စိတ်ကူးခဲ့ပါတယ်ဘာသာရေးဒါမှမဟုတ်ဖះเจ้าရဲ့လမ်းညွှန်မှုအောက်မှာမဟုတ်ပဲအသိဉာဏ်နဲ့စင်ကြယ်တုံတရားပေါ်မှာပဲအခြေခံတဲ့အုပ်ချုပ်တဲ့ကဘာကြီးတစ်ခုကိုသူကဖြစ်စေချင်ခဲ့တာပါတကယ်ကိုရီမောစရာတိုက်ဆိုင်မှုတစ်ခုကတော့သူဟာဂျေဆုစ်တွေကိုစန့်ကျင်ခဲ့ပေမဲ့အီလိုမီနာတီဘွဲ့ကိုဖွဲ့စည်းတဲ့အခါမှာတော့အဲ့ဒီဂျေဆုစ်တွေရဲ့နီလန်းနေဖြစ်တဲ့အထက်အောက်အမိန့်နာခံမှုတင်းကျပ်တဲ့အစစ်စစ်ဖွဲ့စည်းပုံနဲ့တရားကိုတရားစောင့်ကြည့်တာမျိုးတွေကိုပဲနမူနာယူပြီးအသုံးပြုခဲ့တာပါအစပိုင်းမှာတော့ workshop ဟာသူလုံးနေတဲ့တက္ကသိုလ်ကအတော်ဆုံးဥပဒေကျောင်းသား9ယောက်ကိုလက်ရွေးစင်ရွေးထုတ်ခဲ့ပါတယ်ဒီထောင်သူအဖွဲ့ဝင်တွေဟာသူတို့ရဲ့မိသူမျိုးအားဖြစ်ကြောင်းဖုံးကွယ်ဖို့အတွက် Greek နဲ့ Roman ခေတ်ကနာမည်ဝက်တွေကိုသုံးခဲ့ကြပါတယ်အတန် workshop ကိုယ်တိုင်ကတော့ Spartacus ဆိုတဲ့နာမည်ဝက်ကိုယူခဲ့ပါတယ်1989ခုနှစ်ထိကတော့ဒီအဖွဲ့ဟာကျောင်းသားလေးတွေစုနေတဲ့ဝိုင်းလေးတစ်ခုဖြစ်ပဲရှိခဲ့တာပါအဲဒီနောက်ပိုင်းမှာလူမှုရေးအဆင့်တန်းမြင့်မားလာအောင်ဩဇာကြီးမားတဲ့သူတွေကိုစတင်စီရင်ခဲ့ပါတယ်ဒါပေမဲ့အစပိုင်းမှာ workshop အတွက်အတော်လေးခက်ခဲခဲ့ပါတယ်ဘာလို့လဲဆိုတော့သူ့အဖွဲ့ကတခြားလူ့အဖွဲ့အစည်းတွေလိုမျိုးနဲ့ဆန်းကျဲတဲ့အငွေသက်တွေမရှိတော့သလိုအဖွဲ့ဝင်အဆင့်တန်းခွဲခြားတာမျိုးတွေလူ့ဝက်ဆန်းကျဲတဲ့အခမ်းအနားတွေလည်းမရှိလို့ပါပဲအဲ့ဒီချိန်မှာပဲ workshop ဟာဒီပြဿနာကိုဖြေရှင်းဖို့အတွက်ပါနဲ့တဲ့အကြံဉာဏ်တစ်ခုကိုထုတ်လိုက်ပါတယ် workshop ရဲ့အကြံကတော့ဘာလို့ငကိုရှိပြီးသားလူ့ဝက်အဖွဲ့အစည်းတစ်ခုတွေကိုဝင်ပြီးသူတို့ရဲ့အရှိန်အဝါရှိတဲ့အဖွဲ့ဝင်တွေရဲ့လူ့ဝက်ကျင့်စဉ်တွေကိုမခိုးယူရမှာလဲဆိုတာပါပဲအဲ့ဒါနဲ့သူလည်းတကယ်ကိုအင်အားကြီးတဲ့ Freemason အဖွဲ့တွေကိုထိုးဖောက်ဝင်ရောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်1990ခုနှစ်မှာသူဟာ Freemason အသင်း Masonic Lodge တွေကိုဝင်ခဲ့ပါတယ်သူရဲ့ရွေးချက်ကတော့အဲ့ဒီထဲမှာရှိတဲ့မင်းဆိုးရာဇာတွေပညာတတ်တွေနဲ့ဩဇာရှိတဲ့အရာရှိကြီးတွေရဲ့ကိုယ်ရက်ကိုအသုံးချဖို့ပါပဲ Freemason အသင်းထဲမှာလူစုချင်းအဖြစ်လှုပ်ဝက်အခမ်းအနားနဲ့အစစ်စစ်ဖွဲ့စည်းပုံတွေကိုရှင်းပါပြီးသားသူတွေကိုသူကပြစ်မှတ်ထားနိုင်ခဲ့တာပါ18ရာစုဥရောပမှာ Freemasonry ဆိုတာလူများလေးစားကြတဲ့လူသိများတဲ့လှုပ်ဝက်အသင်းကြီးပါ workshop နဲ့သူ့ရဲ့လက်တွဲပေါ်ဖြစ်တဲ့ Bronfoniki တို့ဟာ Illuminati ကို Freemason ထက်ပိုပြီးအဆင့်မြင့်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပုံဖော်ပြီးလူတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းလုံးဝအသင့်ဖြစ်ပြီးပြင်းထန်တဲ့နိုင်ငံရေးယူဆရှိတဲ့အဖွဲ့ကိုဝင်ဖို့ဝန်လေးနေတဲ့သူတွေတောင် Illuminati တဲ့ကိုဝင်ဖို့ရောက်လာကြတာပါ။တကယ်တော့ workshop ဟာလူ့ဝက်အဖွဲ့အစည်းတစ်ခုကိုဆွဲဆောင်မှုရှိအောင်ထိန်းထားနိုင်မဲ့နဲ့နေတဲ့အဆင့်ခွဲခြားမှုတွေနဲ့အခမ်းအနားတွေကိုဖန်တီးဖို့အတွေ့အကြုံမရှိပါဘူး။1980ပြည့်နှစ်မှာ Freemason အဆင့်မြင့်ဖွဲ့ဝင်တဦးဖြစ်တဲ့ Baron ရောက်တော့မှ Illuminati ကိုအဆင့်73ရှိတဲ့စနစ်တစ်ခုဖြင့်ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။ဒီစနစ်မှာ Freemason ရဲ့အခြေခံအဆင့်30ကိုအောက်ခြေမှာထားပြီးတော့အပေါ်ကိုတက်ရင် Illuminati ရဲ့ပိုပြီးနဲ့နေတဲ့လိုဝက်ချက်တွေစီကိုရောက်သွားမဲ့ပုံစံမျိုးပါ။နောက်ဆုံးမှာတော့ Illuminati ဟာ Freemason အသင်းခွဲတွေပါအလုံးရင်းနဲ့သိမ့်ပိုက်ပြီးဖွဲ့ဝင်အလုံးကိုသူတို့ဘက်ပါအောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်လည်း Illuminati နဲ့ Freemason ဆိုတာခွဲလို့မရအောင်ရောထွေးသွားခဲ့တာပါ။အခုခေတ်ထိ Illuminati ဟာ Freemason တွေကနေတဆင့်ဆက်ရှိနေသေးတယ်လို့လူတွေကယုံကြည်နေကြတာလည်းဒီအချက်ကြောင့်ပဲဖြစ်ပါတယ်။ဒီလိုဗျူဟာမြောက်နီးလိုက်နေကြောင်းပဲအဖွဲ့ဝင်လက်တဆုပ်စာပဲရှိတဲ့ Illuminati ဟာဥရောပတခွင်မှာအဖွဲ့ဝင်2000ကျော်တိရှိလာပြီးအင်အားတောက်တင်တဲ့တပ်မတော်ကြီးလိုဖြစ်လာခဲ့ပါတယ်။အဲ့ဒီအဖွဲ့ဝင်တွေကလည်းတာမန်လူတွေမဟုတ်ပဲအာဏာရှိတဲ့နေရာတွေကဩဇာကြီးမားတဲ့သူတွေကြီးပါပဲ။အဖွဲ့ဝင်တွေကလည်းအင်အားတောက်တင်လာပြီဆိုတော့သူတို့ရဲ့လူနေမှုစနစ်တွေကိုအကောင့်ထဲပေါ်ဖို့စတင်ကြပါတယ်။သူတို့ရဲ့ရွေးချက်ကတော့လူတုရဲ့လူနေမှုဘဝတွေကဘာသာရေးလွှမ်းမိုးမှုတွေကိုအပီးတိုင်ဖယ်ရှားပစ်ဖို့နဲ့လက်ရှိခရစ်ယာန်ဘာသာရေးတရားကိုစင်ကျင်တုံတရားကိုအခြေခံတဲ့ဘာသာရေးတရားအနေနဲ့အစားထိုးဖို့ပဲဖြစ်ပါတယ်။ဒါကိုလှုပ်ဆောင်နိုင်ဖို့အတွက်ဘရင်စနစ်နဲ့အစိုးရစနစ်ကိုဖြုတ်ချပြီးအာဏာအလွဲသုံးစားလုပ်တာတွေကိုထိန်းချုပ်နိုင်ဖို့ကလူသားတွေကိုနိုင်ငံရေးဖိနှိပ်မှုတွေကနေကယ်ထုတ်ဖို့သူတို့ကမျှော်လင့်ခဲ့ကြတာပါ။နောက်ပြီးအစောပိုင်းမှာအမျိုးသမီးတွေကိုအဖွဲ့ဝင်အဖြစ်လက်မခံခဲ့ပေမဲ့အမျိုးသမီးတွေရဲ့ပညာရေးမြင့်တင်ဖို့ကိုလည်းရှေ့ရှုခဲ့ကြပါတယ်။ workshop ရဲ့မှတ်တမ်းတွေထဲမှာဆိုရင်အမျိုးသမီးတွေအတွက်
တီးသန့်အဖွဲ့ခွဲတစ်ခုထူထောင်ဖို့နဲ့အမျိုးသမီးတွေကြဲကြဲပြက်ပညာသင်နိုင်ဖို့အတွက်စီမံချက်တွေကိုတွေ့ရပါတယ်အဲ့ဒီခေတ်ကာလအနေနဲ့ဆိုရင်ဒါတကယ်ကိုတော်လန်ပြောင်းလဲတဲ့အတွေးခေါ်မျိုးပါဒါတင်မကသေးပါဘူးသူတို့ဟာအဲ့ဒီခေတ်ကအရန်ကိုပြင်းထန်လုံးတယ်လို့ယူဆရတဲ့ပြုပြင်ပြောင်းလဲမှုတွေကိုလည်းထောက်ခံခဲ့ကြပါတယ်ဥပမာယောက်ျားနဲ့မိန်းမဒန်းတို့ညီမအခွင့်အရေးရရှိဖို့ကွာရှင်းပြတ်စင်ခွင့်နဲ့မိသားစုစီမံကိန်းတွေကိုဥပဒေနဲ့အညီခွင့်ပြုဖို့စတာတွေပါအဲ့ဒီအချိန်ကယူရှောင်းပွဲရလို့သတ်မှတ်ထားကြတဲ့ကိုဝန်ဖျက်ချတာမျိုးတော့သူတို့ကထောက်ခံခဲ့ကြတာပါဒါပေမဲ့အဲ့ဒီအဖွဲ့အစည်းကြီးဟာအရှိန်အဝါနဲ့ဩဇာအာဏာအထွန်းတောက်ဆုံးဖြစ်လာချိန်မှာပဲအရာအလုံးဟာပြိုကွဲဖို့အစတင်ဖြစ်လာပါတယ်ထူးဆန်းတာက Adam Workshop ကို Illuminati တည်ထောင်မှုကူညီပေးခဲ့တဲ့သူကပဲအဖွဲ့ကြီးပျက်စီးဖို့အတွက်အစပြိုးပေးလိုက်တယ်လို့ဖြစ်သွားတာပါအဲ့ဒါကတော့ Adam Workshop နဲ့ Baron Bonnike တို့ဟာ Illuminati သွားနေတဲ့ဥတီချက်နဲ့ပတ်သက်ပြီးသဘောထားချင်းမတိုက်ဆိုင်တော့ပဲညှင်းခုန်မှုတွေစတင်ဖြစ်လာပါတယ် Workshop နဲ့ Nikki တို့ကြားမှာ Illuminati ရဲ့ခေါင်းဆောင်မှုအပိုင်းနဲ့ပတ်သက်ပြီးပြင်းထန်တဲ့အာဏာလုပွဲကြီးတွေဖြစ်ခဲ့ပါတယ်အဖွဲ့အစည်းကို workshop လိုမျိုးဘာသာရေးကင်းစင်တဲ့ loki အမြင်နဲ့ပဲတင်းနှိကြကြအုပ်ချုပ်မလားဒါမှမဟုတ် Nikki လိုမျိုး Mason တွေရဲ့နဲ့နေစမ်းကျတဲ့လမ်းစဉ်အတိုင်းသွားမလားဆိုတာအခြေတင်ဖြစ်ခဲ့ကြတာပါဒီလိုအဖွဲ့အတွင်းမှာအကွဲပြဲတွေဖြစ်နေချိန်မှာပဲ Illuminati ရဲ့လိုဘက်ချက်တွေဟာကဘာတိဖြစ်သွားခဲ့ရပါတယ်အဲ့ဒါကလည်းတကယ်ကိုဘုရားသခင်ရဲ့လက်ချက်လို့တော့ပြောလို့ရပါတယ်1985ခုနှစ်မှာ Jacob Land ဆိုတဲ့ Illuminati ရဲ့သတင်းပို့သမားတယောက်ဟာလှုပ်ဝက်စာရဲ့စာနယ်တွေကိုတွားပို့ရင်လမ်းမှာမိုးကြိုးပစ်ခံရပြီးတေဆုံးသွားခဲ့ပါတယ်။သူ့လောင်းကိုရဲရစစ်စစ်တဲ့အခါမှာအဖွဲ့ဝင်စင်းနေတဲ့အတူဖះเจ้าရဲ့အစိုးရကိုတိုက်ဖျက်ဖို့ရေးဆွဲထားတဲ့အသေးစိတ်စီမံကိန်းတွေကိုသူ့စီကနေတွေ့သွားခဲ့တာပါ။အဲ့ဒီထောက်ထားတဲ့ကြောင့်ပဲဘာဗေးရီးယားအစိုးရဟာဒီအဖွဲ့စီကိုတရားမဝင်ဖြစ်သတ်မှတ်ပြီးပိတ်ပင်လိုက်တယ်လို့ Adam Workshop ကိုလည်းဖမ်းဆီးဖို့ဝရမ်းထုတ်ခဲ့ပါတယ်။အဲ့ဒီခေတ်ကဘာသာရေးနဲ့နိုင်ငံရေးပြိုင်ပွဲတွေကတော့ဒီမိုးကျွတ်ပစ်တာကိုဖျားခင်ကလူသက်သမားတယောက်လိုဘာသာမဲ့လောက်ကျန်သူတွေကိုသူတို့ရဲ့အကြံစီတွေမအောင်မြင်ခင်မှာပဲဓာတ်ရိုက်နှိမ်နှင်းလိုက်နိုင်တာလို့ယုံကြည်ခဲ့ပါတယ်။ဒီ1985ခုနှစ်ဖျားခင်ရဲ့လက်ချက်ဖြစ်ရဲ့အပြီးမှာတော့ Illuminati အဖွဲ့ဟာအပြင်းထန်ဆုံးနှိမ်နှင်းခံရပြီး1989ခုနှစ်မှာတော့အဖွဲ့အစည်းတစ်ခုအနေနဲ့အပြီးတိုင်ပြိုကွဲသွားခဲ့ပါတယ်။အဲ့ဒီနဲ့ဩဂုတ်လမှာတော့ဒီအဖွဲ့ကိုလုံးဝတားမြစ်ထားကြောင်းအတည်ပြုလိုက်တယ်လို့အဖွဲ့ဝင်အသစ်စီယုံတဲ့သူဘယ်သူကိုမဆိုတေးတံပေးမယ်လို့အထိအမိန့်ထုတ်ခဲ့ပါတယ်။ Adam Workshop ကတော့သူလှုပ်လှုပ်တဲ့တက္ကသိုလ်ကနေထုတ်ပယ်ခံခဲ့ရပြီးAveria ပြည်နယ်ကနေပါနှင်ထုတ်ခံလိုက်ရပါတယ်။သူဟာသူ့ရဲ့ကြံရှိနေတဲ့ဘဝတစ်လျှောက်လုံးကိုမြို့စားကြီး Arnes နဲ့အကာအကွယ်အောက်မှာနေထိုင်ရင်သူ့အဖွဲ့အစည်းကိုကာကွယ်ပြောဆိုထားတဲ့စာအုပ်တော်များများကိုရေးသားခဲ့ပြီး1830ခုနှစ်မှာကွယ်လွန်သွားခဲ့ပါတယ်။တခြားတင်ရှားတဲ့ဖွဲ့ဝင်တော်များများကလည်းအဖမ်းခံရတာအထောင်ချရတဲ့အိုးအိမ်ဆုံးခွာထွက်ပြေးရမျိုးတွေဖြစ်ခဲ့ကြပါတယ်။တချို့ဖွဲ့ဝင်တွေဆိုရင်အိမ်တွေပါဝင်ရောက်အစည်းခံရပြီးအဖွဲ့ရဲ့ပြင်းထန်တဲ့စီမံကိန်းတွေဥပမာမမြင်ရတဲ့မင်းတွေနဲ့ရေးထားတဲ့မှတ်တမ်းတွေနဲ့ဘာသာမဲ့ဝါဒကိုကာကွယ်ထားတဲ့အထောက်အထားတွေပါသိမ်းဆည်းထားခဲ့တာပါ။ဂျာမနီရဲ့တခြားနေရာတွေမှာအဖွဲ့ကိုပြန်လည်အသက်သွင်းမှုစ조사ခဲ့ကြပေမဲ့မအောင်မြင်ပဲ1990မှာတော့လုံးဝပြိုကွဲခဲ့ပါတယ်။ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာက Illuminati အဖွဲ့ကြီးပျက်စီးသွားခဲ့ပေမဲ့သူတို့နဲ့ဆက်နွယ်နေတဲ့ Freemason အသင်းခွဲကိုတော့အာဏာပိုင်တွေကလိုက်လံနေခဲ့တယ်ဆိုတဲ့မှတ်တမ်းကမရှိတာပါပဲ။ Illuminati ဟာ Freemason အသင်းခွဲတော်များများကိုတိမ့်ပိုက်ထားခဲ့မှတိတိကြီးနဲ့ဘာလွတ်ထားပြီးခဲ့လဲဆိုတာကတော့တကယ်ကိုစဉ်းစားစရာပါပဲ။နောက်ထပ်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့လူတော်များများဟာပြည်သစ်ဒေါ်လာရေးကြီးဖြစ်လာရတာကို Illuminati ကြောင့်အပြစ်တင်ကြတာပါ1989ခုနှစ်ကနေ1999တိဖြစ်ပွားခဲ့တဲ့ပြည်သစ်ဒေါ်လာရေးဟာဘီရင်စနစ်ကိုဖြုတ်ချပြီးလွတ်လပ်မှုဒဏ်တူညီမျှမှုနဲ့ညီရင်းညီအကိုစိတ်သက်ဆိုတဲ့မူဝါဒတွေအပေါ်အခြေခံထားတဲ့သမ္မတနိုင်ငံကိုတည်ထောင်ခဲ့တာပါအဲ့ဒါကတော့ Illuminati တွေစိတ်ကူးရင်ခဲ့တဲ့စနစ်သစ်ကြီးနဲ့တစ်ထပ်တည်းကျနေတာပါဒါကြောင့်လဲ Freemason အဖွဲ့ထဲမှာအာဏာရှိတဲ့နေရာရောက်နေတဲ့လက်ကျန် Illuminati အဖွဲ့ဝင်တွေကနောက်ွယ်ကနေကြိုးကန်ခဲ့တာလို့လဲကောလာဟာလာတွေထွက်ခဲ့ပါတယ်တကယ်တော့အဲ့ဒီချိန်တုန်းက Freemason တယောက်ကိုယ်တိုင်ကဒီအကြောင်းကိုစာအုပ်ရေးပြီးဖွင့်ချခဲ့တာပါ Scotland သားစိတ်ယောဂကုဆရာဝန်လည်းဖြစ်ပြီး Freemason တူလည်းဖြစ်တဲ့ John Robertson ဟာ1998ခုနှစ်မှာဥရောပကဘာသာတရားအလုံးကိုတိုက်ဖြတ်ဖို့ကြံစီနေတဲ့လှုပ်ဝက်ချက်များဆိုတဲ့စာအုပ်ကိုထုတ်ခဲ့ပါတယ်။သူဟာ Illuminati တွေ Freemason အဖွဲ့တွေကိုထိုးပေါက်ဝင်ရောက်ပြီးကမ္ဘာသစ်စနစ်ကိုတည်ထောင်ဖို့ကြံစီနေကြတယ်။ပြင်သစ်ဒေါ်လာရဲ့နောက်ွယ်မှာလည်းသူတို့ပဲရှိတယ်လို့အခိုင်အမာပြောခဲ့တာပါ။ဒါပေမဲ့ဒီနေ့ခေတ်သမားပညာရှင်တော်တော်များများကတော့ပြင်သစ်ဒေါ်လာရေးမှာ Illuminati တွေပေါဝင်ပတ်သက်မှုမရှိဘူးလို့ယူဆကြပါတယ်။ဘာလို့လဲဆိုတော့ဒေါ်လာရေးမစခင်နှစ်အလုံး1989ခုကတည်းကဒီအဖွဲ့ဟာနေနှင်းခံရပြီးပျက်စီးသွားပြီမို့လို့ပါပဲ။ဒါပေမဲ့ကိုပိုင်အမြင်နဲ့ရှာဖွေထားတဲ့အချက်လက်တွေအရသိပ္ပံပညာရှင်တွေပြောတာကတော့သိပြီးတော့မယုံရပါဘူး။စဉ်းစားကြည့်မယ်ဆိုရင်Illuminati ကိုတည်ထောင်ခဲ့တဲ့ရည်ရွယ်ချက်ကပြင်သစ်ဒေါ်လာရင်းမှာဖြစ်ပျက်သွားတဲ့အတိုင်းအတာတွေနဲ့တစ်ထပ်တည်းပါပဲပြီးတော့အဖွဲ့ပြက်ပြီးနှစ်ကြာမှာပဲဒီဒေါ်လာရင်းကြီးဖြစ်လာတာပါ
Illuminati နဲ့ Freemason ကတသားနဲ့ဖြစ်နေကြတာရဲ့ Freemason ကိုလည်းအစိုးရကဘာမှမလုပ်ခဲ့တာတွေကိုပြန်ပြီးကြည့်မယ်ဆိုရင် Illuminati ရဲ့စီမံကိန်းတွေဟာ Freemason ကနေတဆင့်ဆက်လက်ရှင်သန်နေခဲ့တယ်ဆိုတာကဖြစ်နိုင်ခြေအများများပါတယ်။ဘာသာတရားတွေကိုဖျက်ဆီးပြီးအလင်းပွင့်ခေအတွေးခေါ်တွေနဲ့အစားထိုးတာကသူတို့လိုချင်ခဲ့တဲ့ကမ္ဘာသစ်စနစ်ကိုတည်ထောင်ဖို့ Freemason ကတာဝန်ယူလိုက်ကြတာပါ။ဒါတကယ်ကိုဖြစ်ပျက်ခဲ့တဲ့အမှန်တရားပါအထူးသဖြင့်အခုခေတ်ကမ္ဘာကြီးကိုကြည့်မယ်ဆိုရင်ပိုပြီးတော့သိသာပါတယ်။အကယ်၍ Adam Workshop ဟာအခုချိန်ထိအသက်ရှင်နေမယ်ဆိုရင်သူဖြစ်ချင်တဲ့ပန်းနိုင်နဲ့အောင်မြင်သွားပြီလို့ပြောရမှာပါ။အခုလူအဖွဲ့အစည်းမှာဖျားခင်ဆိုတာကိုဘေးဖယ်ထားလိုက်ကြပြီးကိုကွယ်တာနဲ့ရုပ်ဝတ္ထုပစ္စည်းနောက်ပဲယူယူမူလိုက်နေကြတာပါ။ဒါကြောင့် Illuminati ဆိုတာကလုံးဝပျောက်ကွယ်သွားတာမဟုတ်ပါဘူး။သူတို့ဟာ Freemason နဲ့ပေါင်းစည်းသွားပြီးဒီနေ့ထိနောက်ွယ်ကနေလှုပ်ရှားနေတုန်းလို့ပဲယုံကြည်ရပါတယ်။ဒီနေ့တိဆက်ပေးခဲ့တဲ့ Illuminati အဖွဲ့အစည်းရဲ့အမှန်တရားတွေကတော့ဒီလောက်ပါပဲ။မိတ်ဆွေတို့ဘယ်လိုထင်ကြလဲ။သူတို့ကတကယ်ပဲသမိုင်းထဲမှာပျောက်ကွယ်သွားပြီလား။ဒါမှမဟုတ်အခုတည်းကမ္ဘာကြီးကိုနောက်ွယ်ကနေကြိုးကိုင်နေတုန်းပဲလားဆိုတာcomment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်အခုလည်းစိတ်ဝင်စားစရာကောင်းတဲ့ဘူးတူတာနဲ့ဖြစ်ရမှန်တွေကိုအမြဲတမ်းကြည့်ရှုနိုင်မှုအတွက် NKB Entertainment YouTube Channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့နဲ့ဦးเนาะနောက်ထပ်ဗီဒီယိုအသစ်မှာပြန်လည်ဆုံကြမယ်เนาะအဆုံးထိနားထောင်ပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်